တတိပဋ္ဌာန်ဆိုတာဘာတော့ခန္ဓာမှာဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုပြီးတော့နေတဲ့အလေ့အကျင့်ကိုပြောတာဝင်လေလေးဝင်သွားတယ်လို့သိနေတယ်ထွက်လေလေးထွက်သွားတယ်လို့သိနေလိုက်တယ်အပူလိုလို့တာဘာဖို့ဘာပဲလိုက်မှုမှမရှိဘူးဟုတ်လားအဲ့ဒါဘာလို့တဲ့ခေါ်တော့တတိပဋ္ဌာန်တရားပွားတာပေါ့နော်အာနာပါနကမ္မဋ္ဌာန်းဆိုတာကာယ ानु ပဒနာတတိပဋ္ဌာန်ထဲမှာအကျုံးမဝင်ဘူးလားဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတစ်မျိုးပဲလေသူလည်းပဲဟုတ်လားတခြားသောဒီခန္ဓာမှာဖြစ်ခြင်းတရားလို့ဆိုတဲ့သဘာဝတရားမျိုးစုံဖြစ်နေတာတွေရောမရှိဘူးလားယခုနကပြောခဲ့တဲ့မြင်ခြင်းကြားခြင်းအနံ့ရခြင်းစားတောက်ခြင်းတွေ့ထိခြင်းတွေ့ကြံခြင်းချမ်းသာခြင်းဆင်းရဲခြင်းဝမ်းသာခြင်းဝမ်းနည်းခြင်းခြုံပြောလိုက်လို့ရှိရင်ဒီ၄၅9မျိုး10မျိုးလောက်ပြောလိုက်ရင်တော်တော်လေးကိုပြည့်စုံသွားတယ်လို့ဆိုနိုင်ပါတယ်ဟုတ်လားအဲ့ဒီဖြစ်လာတဲ့သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုပြီးတော့နေရမယ်ဖြစ်တိုင်းသိနေရမယ်ဘာလေးပဲဖြစ်ဝင်ရောက်ဆွတ်ဖက်မှုမလုပ်နဲ့ဘေးကနေထိုင်ပြီးတော့ကြည်နေတယ်လို့မျိုးလွတ်ကင်ကြည်နေတတ်တဲ့အလေ့အကျင့်ကိုပြုထောင်ရမယ်နော်တရားအထုတ်တယ်ဆိုတာဖြစ်အောင်လုပ်တာမဟုတ်ဘူးဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းအမှန်ကန်သိနေအောင်ကြိုးစားတာဖြစ်တာကကိုလှုပ်တာမဟုတ်ဘူးသူများလှုပ်ထားတာလည်းမဟုတ်ဘူးသူအကြောင်းကျိုးဆက်ပြီးတော့ဖြစ်နေတာတဘာဝတရားတွေဆိုတာကိုလှုပ်ထားတာလည်းမဟုတ်ဘူးသူများလှုပ်ထားတာလည်းမဟုတ်ဘူးဘယ်သူလှုပ်ထားတာမှမဟုတ်ဘူးသူကိုအကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘောတရားတွေဟုတ်လားဒီခန္ဓာကိုယ်ကြီးကိုဝေဖန်မယ်ဆိုရင်တော့ကံစိတ်ဥတုအာဟာရဟုတ်လားဒါတွေကိုအခြေခံပြီးတော့ဘာလုပ်နေတော့ဖြစ်ပေါ်နေတာအဲ့ဒါကိုကဘာလုပ်ရမှာတော့ဘေးကနေထိုင်ပြီးတော့ကြည်နေတယ်လို့မျိုးသတိထားပြီးတော့နေရဟုတ်လားဖြစ်တာကိုဖြစ်နေတဲ့အတိုင်းလေးပဲအတိအမှတ်ပြုပြီးတော့နေရမယ်သိပြီးရင်ထားခဲ့ပြန်ပြီးတော့မတွေးနဲ့နောက်ထပ်သိတရားတွေကအရင်နဲ့တလက်ဆက်ဖြစ်နေတာဆက်ပြီးတော့တိသွားရမယ်မဖြစ်သေးတာကိုလည်းနည်းနည်းမှကြိုးပြီးတော့မတွေးနဲ့တတ်နိုင်သမျှပြစ္ဆုတ်ပံတဲ့အောင်အာယုံစိုက်ရမယ်အဲ့လိုမျိုးလေ့ကျင့်တာကြိုးစားတာကိုဘာလုပ်တယ်လို့ခေါ်တော့တတိပဋ္ဌာန်တရားပွားတယ်လို့ခေါ်